ကျွန်တော်ပြောနေသလိုပါပဲဖော်ဖျောင်းတွေကပျော့ပြောင်းတယ်ဆိုတာကျွန်တော်တက်တည်ပြဖို့နောက်ထပ်တစ်ယောက်ကိုကျွန်တော်ခုဆိုရင်စတင်နေပါပြီကျွန်တော်ပြောတဲ့အတိုင်းပါပဲကလေးတွေဆိုတာညီမနေကြပါဘူးဒါကိုယ်တိုင်လည်းသိကြမှာပါကျွန်တော်သူတို့ရဲ့ဘာကြောင့်လဲဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဉာဏ်ရည်တိုးတက်မှုတွေရာအငြိမ်မနေကြတာပါဒါကိုကျွန်တော်တို့ကနားလည်ပေးရမယ်နော်နားလည်ပေးရပါမယ်ကျွန်တော်တို့ကသူတို့လေးတွေရဲ့တိုးတက်နေတဲ့ energy တွေကိုဘယ်နေရာမှာတန်ကန်စွာအသုံးချရမလဲဆိုတာဒီစနစ်ကြနဲ့တွေးပြီးနိုင်ရင်အကောင်းဆုံးပဲဒါအသေးချဆုံးပဲအဲ့တော့ကျွန်တော်တို့ဟာစာရင်တင်ကျွန်တော်တို့ခုလိုပဲကွန်ပျူတာအခြေခံနေသင်ပြီးတယ်ပြီးရင်သူတို့လေးတွေရဲ့စိတ်ဓာတ်တွေပေါ့စိတ်ဓာတ်တွေနော်စိတ်ဓာတ်တွေကိုနူးညံ့အောင်သိမ်မွေ့အောင်ဒါတွေကိုလည်းကျွန်တော်အလင်းသိတယ်လို့သင်ပေးပါတယ်ကြောတကယ်တော့ဒါဘာကြောင့်လုပ်နေရလဲမိကြမှာပေါ့မိကြမှာပဲမိပါဒါပဲမိလို့ရတာပါပဲဟုတ်ပါကျွန်တော်ဘာလို့ကျင်တာလဲကျွန်တော်တို့တမိုင်းရေးဖို့လုပ်နေရတာတကယ်တော့ကျွန်တော်ဒါတမိုင်းကိုရေးဖို့လုပ်နေတာတမိုင်းကိုဘယ်လိုလို့ဆိုတော့လေကြီးလာနဲ့ရေးဖို့လုပ်တယ်ကျွန်တော်ပြီးတယ်ရေးလို့ဘလို့မှအဆင်မပြေအပြီးတယ်ရေးရင်နော်ထက်ရှုသူတွေကြီးရှုသူတွေဝေဝါးကုန်နေတယ်ဒါကြောင့်မို့လို့ကျွန်တော်ကကြည်လင်စွာနဲ့ပြတ်သားစွာနဲ့ပဲကျွန်တော်ရေးရမယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ဘာလုပ်ခဲ့တယ်လဲဆိုတာကျွန်တော်တို့ပတ်ဝန်းကျင်ပဲကျွန်တော်တို့ review တွေပေးလိုက်မယ် review ကောင်းတာလူချင်းရင်ကောင်းရေးပါကောင်းလုပ်ပါဒါဆိုရင်ခင်ဗျားတို့ဒီ review ကောင်းတွေကိုရပါလိမ့်မယ်နော်ဒါဆိုရင်ခင်ဗျားတို့နဲ့တူခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်ကလည်းပုံမကောင်းပုံပြီးတော့တောက်ပလာပါလိမ့်မယ်နော်တောက်ပလာပါလိမ့်မယ်တောက်ပလာမယ်လှပလာမယ်ပေါ့ဗျာဒါတွေကတော့နော်အကြောဗုဒ္ဓဟောတယ်ဗုဒ္ဓဘာဟောတော့ဆိုတော့တရာရှိမှတတ္တာရှိမှဒါနကောင်းမှုလုပ်လို့ရတာအကြောတော့တရာရှိဖို့တတ္တာရှိဖို့လူတွေလိုအပ်တယ်တတ္တာရှိမှဒါနကောင်းမှုကိုလုပ်လို့ရတာအကြောတရာရှိမှဒါနကောင်းမှုလုပ်လို့ရတာဆိုရင်အဲ့ဒီဒါနကလည်းပြန်လဲအကျိုးပေးပါလိမ့်မယ်အကြောကျွန်တော်ကတတ္တာလည်းမရှိဘူးကျွန်တော်ဒါနတွေကိုကျွန်တော်ဟန်ပြလုပ်လို့ခင်ဗျာဘယ်လိုမှမရပါဘူးเนาะဒီတတ္တာကိုခင်ဗျားတို့ဘာလို့တော့မရှိဘဲနဲ့ခင်ဗျားတို့ဒါနကောင်းမှုတွေကိုဟန်ပြလုပ်နေရင်တော့သိကြပါတယ်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးခင်ဗျားတို့လည်းဟန်ပြပဲဖြစ်လာပါလိမ့်မယ်ခင်ဗျားတို့ပြောပါတယ်ဘာလို့ဇောတိကတို့ဇတိလတို့ပုံနာတို့ဟိုဒါတွေပဲပြောနေကြတာသူတို့ချမ်းသာတာတွေသူတို့ကြွယ်ဝတာတွေကိုပဲပြောနေကြတာဘာကြောင့်လို့ဆိုလူတွေကတကယ်တမ်းကျဗုဒ္ဓဘာသာတွေတကယ်စိတ်ထဲမှာပါပဲနဲ့ဟန်ပြတွေလုတ်ခဲ့လို့ခင်ဗျားတို့အကျိုးမပေးတာအကျော်ကျွန်တော်လည်းစကားတော့ရှည်ပါတယ်အကျော်တရားမရှိပဲဟန်ပြဒါနကောင်းမှုမလုပ်နဲ့ဒါကြောင့်ကျွန်တော်တို့ဟန်ပြမလုပ်ပဲလက်တွေ့နဲ့ပဲဒီကလေးတွေရဲ့လှုပ်ဆောင်ချက်တွေကိုတိုးတက်မှုတွေကိုကျွန်တော်အခုလိုပဲချပြလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အခုဒီဗီဒီယိုတွေကိုဒီလိုမျိုးရိုက်ပေးနေတယ်ဆိုတာကျွန်တော်ဘလို့ဆိုတော့တိုင်းပဲလုပ်နေပါကျွန်တော်အဲ့ဒီမလုပ်ထားပါဘူးအခုတာ9မိနစ်တောင်ပြည့်တော့မယ်အနေထားဖြစ်နေပါပြီဒါကိုကျွန်တော်တို့ဒီလိုပဲလုပ်ထားတာပါဒီလိုပဲကျွန်တော်တို့ဓာတ်ရိုက်ပဲကျွန်တော်တို့ရိုက်ပြီးတော့ကျွန်တော်အခုလိုပဲတင်ပေးထားတာပါအဲကြောကျွန်တော်တာပြီးရဲ့ချိန်ကြရင်ကျွန်တော်တို့ဘယ်လောက်ရတော့ဆိုတော့ကျွန်တော်တို့ကြည့်ကြမယ်โอเคပါ9မိနစ်ပြည့်ပါတော့မယ်โอเคပါရက်လိုက်ပါတော့တွန်းအောင်
okay အကျော်တော်တော်ဘယ်လောက်ရတော့1624တော့ကြည့်ပါမယ်1624ဟုတ်ပါတယ်1624ကျွန်တော်တို့အဲ့ဒါဆိုရင်ဒီတတကိုလည်းကျွန်တော်မေးကြည့်ရမယ်တတဒါကိုဘလူးစကျင့်ခဲ့တယ်လဲပြောအောင်လက်လေးနဲ့ပါပြပါလက်လေးနဲ့ပဲပြပါစပေပါနော်စပေပါအဲ့ကြောင့်ကျွန်တော်ဒီလိုပဲလုပ်ခဲ့ရပါပဲဒါရကျွန်တော်ပြောနေကြစကားအတိုင်းပါပဲတကယ်ဖြစ်ရှင်တယ်မလားတကယ်လုပ်ပါတကယ်ဖြစ်ရှင်တကယ်လုပ်ပါဟာငါတို့ကတော့တက်ရှင်တယ်ငါတို့ကသိကျင်တက်ရှင်တကယ်လုပ်ပါတကယ်လုံးမှတကယ်ဖြစ်မှာပါမြောက်တို့လကားပါဇက်ထရရပြီတော့စိတ်ထရရပြီတော့ဟာချိတယ်ဆိုတော့သွားမလုပ်ပါနဲ့ဒါလကားပါပဲဟန်ပြတွေပါပဲဟန်ပြဆိုရင်မြောက်တို့လည်းဟန်ပြအကျိုးကျေးဇူးတွေတကယ်ပေးပါလိမ့်မယ်ကျွန်တော်ထပ်ပြောနေကြစကားတိုင်းပါပဲကျွန်တော်အခုလိုလုပ်နေတာဒီချွတ်မြတ်ထက်မြတ်တဲ့တော်တဲ့တက်တဲ့ကုချင်းစာတရားရှိတဲ့ကလေးတွေဖြစ်အောင်ကျွန်တော်တို့ပြုစုပြူထောင်မွေးမြူနေတာပါနော်အကျော်ပြုစုပြူထောင်မွေးမြူနေတာပါကျွန်တော်ပညာတတ်ရုံနဲ့မဟုတ်ပါဘူးကျွန်တော်ပြောပါတယ်ကျွန်တော်ဒီကလေးတွေရဲ့စိတ်ထားနူးညံ့သိမ်မွေ့အောင်ပါကျွန်တော်တို့ဒါတွေကကျွန်တော်လုပ်နေတာပါတကယ်တမ်းတိုင်းပြည်ကိုထူပေါက်ရှင်ကျွန်တော်တုံးနေတဲ့အရာနဲ့ဘလို့မှတိုးတက်စေခြင်းတုံးနေတဲ့ဟာတွေနဲ့ဖောက်ဘလို့မှမပေါက်ဘူးကျွန်တော်ပြောတဲ့အတိုင်းပဲချွန်မြထက်မြက်နေတဲ့လူကောင်းနေနဲ့ကျွန်တော်ဒီတိုင်းပြည်ကိုတိုးတက်အောင်ဘလို့လုပ်ကြမလဲဘလို့တီထောင်ကြမလဲဒါမျိုးကြီးအထိကျွန်တော်တို့တွေးပြီးတော့ဒါမျိုးကြီးလှုပ်ထားပါအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျွန်တော်တို့ရဲ့တားငယ်သမီးငယ်တွေရဲ့နော်ရိုက်ပုံရိုက်နည်းတွေကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပေးဦးမှာပါအားလုံးကြည့်ရှုအားပေးပါအောင်လည်းမြတ်တရားခံပါတယ်အားလုံးကျေးဇူးပါဒါပါပဲဗျာ